ဒီအလုတ်ကကိုလွတ်ချေတဲ့အလုတ်နဲ့ဝါသနာပါတာနဲ့ထပ်တူကြတာဆိုတော့အလုတ်သွားတဲ့ feel ကိုကမိုက်နေတာဗျာမနေ့နိုးရနဲ့အလုတ်သွားချင်နေတဲ့ feel မျိုးပေါ့ Hi guys စထွက်ပါပြီကျွန်တော်နေတဲ့ခန်းနဲ့အလုတ်ဆိုရင်တော့ခံမှန်းကြည့်ကျွန်တော်9မိနစ်နဲ့7မိနစ်ကြာမောရပါတယ်ဗျဒီအလုတ်ကိုသွားတဲ့လမ်းတစ်လျှောက်လို့လည်းတော်တော်လေးလှပါတယ်ဗျဒီနှစ်ဘေးနှစ်ချက်ပင်လယ်ရေးကိုကြည့်ပြီးတော့ပေါ့အဲ့မှာတော်တော်လေးလည်းလာရပါတယ်ဒီမှာတစ်ခုကဗျဒီအလုတ်ကကိုလွတ်ချေတဲ့အလုတ်နဲ့ဝါသနာပါတာနဲ့ထပ်တူကြတာဆိုတော့အလုတ်သွားတဲ့ feel ကိုကမိုက်နေတာဗျမနေ့နိုးရနဲ့အလုတ်သွားချင်နေတဲ့ feel မျိုးပေါ့ okay ဒီမှာကျွန်တော်တို့ဆိုင်ရောက်ပါပြီ Black Tiger ပါအဲ့မှာ cycle ထားမဲ့နေအောင်သွားပါပြီဗျဒီမှာဒီ cycle ကဘာလဲကွာငါလုံးမရှေ့မှာပိတ်လာတာ okay ဒီကြသွေးပါမယ်ထဲရောက်ပါပြီဗျခုဆိုရင်အလုတ်လမ်းလျှောက်ဝင်ပါမယ်ဒီမှာကျွန်တော်အလုတ်လာမယ်ဆိုရင်9မိနစ်နဲ့7မိနစ်ကြာကြိုပြီးတော့ရောက်လာပါတယ်ဗျဒီမှာလက်မနှိပ်ရပါတယ်ဗျကျွန်တော်တို့ပထမဆုံးขอบคุณဒီမှာလက်မနှိပ်ပြီးတော့ရေကတိတောင်မီးတို့ဒီတက်ဆက်ရမီးတို့ကိုစဖွဲ့ရပါတယ်ပြီးတော့ခွက်စေတဲ့ဒီ unit set ကိုအရေးစိုးစဖွဲ့ရပါတယ်ဗျဒီစဖွဲ့ပြီးတော့မနေ့ကညကြံခဲ့တဲ့ခွက်တွေကျွန်တော်ဆေးပြီးသားခွက်တွေပဲအဲ့တော့ကျွန်တော်ရေနဲ့တေချာလေးပြန်ကျင်းပါတယ်ဗျပြီးတော့နောက်တစ်ချက်က buster လောက်ပါတယ်ဗျဒီဘာမှလိုအပ်တဲ့ဟာတွေမနေ့ကအကိုလိုသိခဲ့တာဆိုတော့အကိုလိုပြန်စီရပါတယ်ဒီ shake ကစ jake ကတွေအကိုလို double straight တို့ဘာညာအကိုလိုပြန်ပြီးတော့ဇနီးတကြပြန်စီရပါတယ်ဗျဒါကတော့ဘာဒတာတယောက်နေနဲ့နေတိုင်းနေစေလောက်ရမဲ့တာဝရတဲ့တစ်ခုဆိုလည်းမမှားဘူးပေါ့ပြီးရကိုလိုတက်ရှိရေးထက်ကပြန်လုပ်ပါတယ်ဘာလို့ဆိုကိုဘာအများနဲ့ကြည့်လိုက်ဗျာ clear ဖြစ်နေဖို့လိုတယ်လေကျွန်တော်လည်းအသက်ကြိုက်တာဆိုတော့ဒီယင်းနစ်ဆက်လည်းရပြီလို့ဆိုတော့ကျွန်တော်ခွက်တွေအဲ့ဒီဆက်တယ်ထက်ဆေးပါတယ်ဗျကျွန်တော်မနေ့ကကြာတဲ့ခွက်တွေကိုလိုထက်ဆေးပါတယ်အစသေးဖြစ်အောင်လုပ်ပါပြီးတော့လိုအပ်တဲ့ဒီပစ္စည်းတွေကိုလိုပြတ်ဆေးရပါတယ်ဗျဒီကောက်တေးမှာသုံးမဲ့ຢာတို့ဒီတကြားတို့ siren တို့အကုန်လုံးပေါ့ဗျာဘယ်ဟာနဲနေတယ်ဘာလိုနေတယ်ဆိုတော့အကုန်လုံးစီစစ်ပြီးတော့ပြန်ဖြည့်ရပါတယ်ဗျဖြည့်သေးတဲ့ဟာဖြည့်ဆေးသေးတဲ့ဟာဆေးပေါ့ဗျအဲ့လိုပြီးတော့နောက်ထပ်ဖြည့်ရမှာတော့ဒီ software တို့ VR တို့ဖြစ်ပါတယ်ဒီလိုအပ်တဲ့ software တို့ VR တို့ကိုလိုကြည့်ပြီးတော့တေချာလေးပြန်ဖြည့်ရပါတယ်ဗျဒီ software တွေ VR တွေဖြည့်တဲ့နေရာမှာတခုတတိတာရမယ့်ဟာရှိပါတယ်ဗျအဲ့ဒါကြတော့ကျွန်တော်တို့ logo တစ်စိတ်ကိုရှေ့မှာထားပြီးတော့ဖြည့်ရမှာပဲဖြစ်ပါတယ်ပြီးတော့အဲ့မနေ့ကကြာတဲ့ဟာကိုရှေ့ထုတ်ပြီးတော့အဲ့ဒီအသက်ကိုထပ်ပြန်ထည့်ရတာဖြစ်ပါတယ်ဗျโอเคပြီးရတော့ဒီတရက်တော်အတွက်ကျွန်တော်တို့ဒီ course ပတ်စံရှိပါတယ်ဒီတရက်တော်သုံးမဲ့ပတ်စံကျွန်တော်တို့ပြန်စီစဉ်ရပါတယ်ဗျပတ်စံပြီးရလားဆိုတော့အဲရေပြန်ပြီးတော့ရေတွက်ရပါတယ်โอเคရေတွက်ပါတယ်ဗျဒီမှာတစ်ထိပ်မြင်လိုက်တော့ဟိုင်းဆိုပြီးတော့နှုတ်ဆက်လိုက်ပါတယ်ထမင်းစားပြီးတော့ဘိုက်ဖြည့်ပြီးတော့မှ9နိုင်ဆိုရင်ကျွန်တော်တို့စိုက်ဖွင့်ပါပြီဗျအဲဆိုတော့ဘာတွက်လိုအပ်တာတွေကိုလို့ဖြည့်ပါပြီပြီးကျွန်တော်အမှလက်ပတ်ပြီးတော့အလှပြေပါပြီဗျဘာညာပေါ့အဲ့လိုအလှပြေပါတယ်စားတာပါပြီးတော့ရေခဲဖြည့်ပါတယ်ဗျဒီ crash eye နဲ့ base eye ဆိုပြီးကျွန်တော်နှစ်ခုရှိပါတယ် crash eye ကိုခွက်ချက်တဲ့မှာတိုးတာပါ big eye ကကျွန်တော်ရှေ့တဲ့အရာမှာတိုးတဲ့ရေခဲဖြစ်ပါတယ်မတူပါဘူးရေခဲနှစ်ခုကိုတီးဖို့လိုပါတယ်ဗျအဲ့မှာကျွန်တော်တို့ကောက်တေးဖြော်တဲ့ခြေကြရင်လိုအပ်တဲ့ပစ္စည်းကိုလို့ ready ဖြစ်နေအောင်လို့စီထည့်ထားရပါတယ်အဲ့မှာဗျာရုပ်ချော်လေးနဲ့ bus boot တကွက်လှည့်လိုက်တာအဲ့ဒါလာတော့တာပဲဗျစတာပါအဲ့မှာအဲ့ဒါလာပါပြီအဲ့ဒါဘာတော့မလဲဆိုတော့ပြောပါတယ်သူက Yamaha Yuzu favorite dress ဆိုပြီးတော့နှစ်ခွက်မှာပါတယ်ဗျ okay ကောက်တေးကျွန်တော်စလုပ်ပါပြီဗျတယောက်တည်းဘာမှရှိတဲ့ခြေဆိုရင်အဲ့ဒါက9နိုင်မထိုးခင်တည်းလာနေတာပါအဲ့ဒါတော့ပုံမှန်ပါပဲ
ဒီကုတ်တေမှာလိုအပ်တဲ့ ingredient တွေထည့်ပြီးပြီဆိုတော့ကျွန်တော်တို့ရှေ့ပါမယ်ဗျဒီရှေ့တဲ့နေရာမှာတော့ရှေ့တဲ့ဒီစနစ်မှန်ဖို့လိုပါတယ်အဲ့တော့မှရေခဲကဒီတွားပြန်ကြိမ်မှဒီထွက်လာတဲ့ကုတ်တေရဲ့ရတာ balance ဖြစ်ပြီးတော့ perfect ဖြစ်မှာပဲဖြစ်ပါတယ်ဗျအဲကြောင့်ဒီ shade ရလေးကိုတော့တတိပြုပြီးတော့ shade ဖို့ကျွန်တော်ဒီကနေပြောပြချင်ပါတယ်ဆရာကြီးတော့မဟုတ်ဘူးပေါ့ပြီးတော့ double straight don't forget double straight okay ဤလိုနေနဲ့မှုတ်ရဖြစ်ပါတယ်အထက်ပိုရတာတော့မဟုတ်ပါဘူးဒီမှာခွက်လေးကတော့တော်တော်လေးချစ်ဖို့ကောင်းပါတယ်လုံနေတဲ့လူတွေတိုက်ပါပဲဒါကတော့ကျွန်တော်တို့ဆက်ရဲ့ the best seller ပေါ့ဗျာအရောက်ကောက်ဆိုးကုတ်တည်တဲ့တစ်ခုလို့ပြောရမှာပဲတော်တော်လေးရောက်ကောက်ပါတယ်ဗျာဒါကတော့ကုတ်တည်တစ်ခွက်မှာနောက်ဆိုးဒီကရေးကြီးတာတော့ garnish ပါပဲ garnish ကိုလုံးဝမေးလို့မရပါဘူးဒါတော့ကုတ်တည်တစ်ခွက်ရဲ့အသက်လို့လဲပြောလဲမမောက်ဘူးပေါ့ဗျာ okay ဒီမှာ sauce လုပ်ပါတယ်အသက်ဒီဘက်ဘာတွေပြောနေမှတော့မသိဘူးဟိုပြောဒီပြောနေဟိုဘက်လူကယူမှာပေါ့အဲဆို sauce လုပ်လိုက်ပါတယ်ပြီးတာနဲ့ဒီဘက်ပြန်လာပါတယ်အဲတမေးပါတယ်ဘာညာပေါ့အဲတကောက်တယ်လို့ပြောတော့မှာပီတိတွေဖြာပြီးတော့တက်ရှိပြန်လုပ်ပါတယ်ဗျဒီမှာကျွန်တော်တို့ကောက်သေးတစ်ခါလုပ်ပြီးတစ်ခါကျွန်တော်တို့ဘာကိုတက်ရှိသေးသေးချာချာလေးပြန်လုပ်ပါတယ်ပြီးရင်ရှေ့ကားတွေဆေးရပါတယ်ဗျဒါကတော့ကျွန်တော်တို့ဘာတက်တာတက်ရဲ့လိုအပ်ဆိုတာဝေါ်တွေထဲကမမေ့မပြောက်မပြတ်မကွက်လို့ရမယ်တာဝါဆိုလဲမမဟုတ်ဘူးဗျ Okay see you episode 2 bye